တရဏဂုံသုံးပါးကိုနေ့စဉ်ပုံမှန်ရွတ်ဆိုနေတယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေမှာတွေ့ရမယ့်ထူးခြားချက်တွေကိုပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကတရဏဂုံသုံးပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားလိုက်ပါ။အဲ့ဒါကဘာတွေလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုသိနေတတ်ခြင်းစိတ်ရင်းမမှန်တဲ့လူတွေကိုအနားမှာအမြဲမနေနိုင်ခြင်းသူ့အလိုလိုထွက်ခွာသွားကြရခြင်းဒုက္ခရောက်เสียရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်မဲ့ပြဿနာတွေကိုသေးငယ်သွားအောင်ပပျောက်သွားအောင်ဆောင်ရွက်နိုင်ခြင်းဘေးအန္တရာယ်တွေဒုက္ခတွေကြုံတွေ့နေရင်တောင်စိုးစိုးဝါးဝါမကြုံတွေ့ရခြင်းစောင့်ရှောက်ကူညီခြင်းတဲ့လူတွေကိုယ့်ကိုကာကွယ်ပေးမဲ့ပုံကိုယ်တွေပေါ်လာခြင်းအန္တရာယ်ဆိုးတွေမကြရောက်ခြင်းဘေးဆိုးဒုက္ခဆိုးတွေမကြုံတွေ့ကြရခြင်းဘေးအန္တရာယ်တွေကြုံတွေ့လာရင်တောင်အဲ့ဒီဘေးအန္တရာယ်တွေကနေလွတ်မြောက်ခြင်းလလဘာများရှင်လန်းပြီးတော့ငွေများတိတိတသာဝင်လာခြင်းမိမိကိုပေးခြင်းကမ်းခြင်းတဲ့လူတွေစောင့်ရှောက်ခြင်းတဲ့လူတွေကြွေးခြင်းမွေးခြင်းတဲ့လူတွေပေါ်များလာခြင်းယခုပြောသွားတဲ့အချက်တွေကတော့တရဏဂုံသုံးပါးကိုနေ့စဉ်ပွားများတဲ့ပုဂ္ဂိုလ်တွေရှိမှတွေ့ရမယ့်ထူးခြားချက်တွေဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့ဘဝလက်ကျန်အချိန်မှာမိမိတို့ကကံကောင်းနေသေးလို့ယနေ့အချိန်ဒီအသက်ရှင်တန်နေတာမိမိတို့ရဲ့နေ့စဉ်လက်ကျန်အချိန်တွေမှာကုသိုလ်ပညာဥစ္စာတစ်ခုခုကိုတော့မရရအောင်ယူဆောင်သွားပါဘဝရဲ့လက်ကျန်အချိန်တွေမှာကိုယ်စိတ်နှပါကျမ်းမာချမ်းသာစွာဖြင့်စီးပွားရေးလူမှုရေးတားရေးသမီးရေးတွေကိုလည်းပဲလွယ်ကူစွာဆောင်ရွက်နိုင်ကြပါစေပြီးတဲ့နောက်မှာလည်းပဲခန္ဓာပေါ်ဉာဏ်ရောက်အောင်တိတိအတိုင်းကြင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြသည်ဖြစ်၍နိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။